မိတ်ဆွေတို့သုံးနေတဲ့ဖုန်းရဲ့စပီကာအတန်အရင်နဲ့တဲ့အတန်တိုးရဲဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ဖို့လိုပါတယ်ကျွန်တော်တို့ဖုန်းအသေးဝယ်လိုက်တဲ့တစ်နှစ်သုံးပြီးရင်ကျွန်တော်တို့အတန်တပြည့်ပြည့်နဲ့ရော့လာတဲ့ဆိုရင်ဖုန်းဆိုင်ကိုတွားတယ်ကျွန်တော်တို့ပြီးရင်စပီကာကိုလဲလိုက်တယ်ကျွန်တော်တို့ဖုန်းဆိုင်ကိုတွားစရာမလိုပါနဲ့ပတ်စံမကုန်ပါနဲ့ကိုတိုင်းစပီကာစီးတဲ့နည်းကိုကျွန်တော်ဒီကနေ့ဗီဒီယိုမှာပြောပြပြသွားမှာဖြစ်ပါတယ်ကျွန်တော်တို့သုံးလိုက်တဲ့ဖုန်းရဲ့ setting တွေကိုချိန်လိုက်ရပြီကျွန်တော်တို့ဖုန်းရဲ့စပီကာရဲ့အတန်ကိုအရင်ကတည်းကနှစ်ဆကျအောင်လုပ်လို့ရပါတယ်မိတ်ဆွေတို့ဒီနည်းလမ်းကိုဘယ်လိုလုပ်ရမလဲဆိုတာသိချင်ရင်ဒီဗီဒီယိုကိုစကင်မလုပ်ပါနဲ့အဆုံးထိကြည့်ပေးလိုက်ပါကျွန်တော်ရဲ့ဒီဗီဒီယိုချန်နေတဲ့ဆိုရင်လည်းကျွန်တော်ရဲ့ဗီဒီယိုကို like လုပ်ပြီးမှ YouTube channel လေးကိုလည်း subscribe လေးလုပ်ပေးလို့ရပါတယ်ဒီနီလန်ကိုဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာအဆုံးထိပြောပြပေးသွားမှာဖြစ်ပါတယ်။ Okay အချိန်မဆွဲဘဲနဲ့ဒီဗီဒီယိုကိုဆက်လိုက်။ Okay ပထမဆုံးအနေနဲ့ကျွန်တော်တို့ setting တွေကိုဝင်မယ်။ပြီးရင်ကျွန်တော်တို့အပေါ်ကိုနည်းနည်းလေးဆွဲမယ်။ပြီးရင်ကျွန်တော်တို့အမှ additional setting ဆိုတာတွေ့ရပါတယ်။ touch phone မှာဆိုရင် system setting ဆိုတာရှိတယ်။ကျွန်တော်ဖုန်းမှာတော့ additional setting ဆိုပြီးပြထားတယ်။ကျွန်တော်ကတော့ additional setting လေးကိုတစ်ချက်လေးနှိပ်ပြီးမှဝင်မယ်။ Okay ပြီးရင်ကျွန်တော်တို့အပေါ်ကိုနည်းနည်းဆွဲပြီးမှ accessibility setting ကိုနှိပ်မယ်။ Okay ကျွန်တော်တို့အမှ hearing ဆိုတာတွေ့ရပါတယ်။အပေါ်မှာ hearing ကိုတစ်ချက်လေးနှိပ်မယ်။အမှကျွန်တော်တို့ mono audio ဆိုတာလေးကိုတွေ့ရပါတယ်။ဒီ option ကိုကျွန်တော်တို့ဖုန်းအများစုမှာပိတ်ထားတာကိုတွေ့ရပါတယ်ဒီကောင်ကတော့လုံးဝအရေးကြီးတဲ့ option setting လေးဖြစ်ပါတယ်ဒီ option setting လေးကတော့ကျွန်တော်တို့တချင်းဖွင့်နေတဲ့အချိန်အတန်ကျဲတဲ့ option setting လေးဖြစ်ပါတယ်ဒီ option setting လေးကိုလည်းကျွန်တော်တို့မဖွင့်မနေဖွင့်ရပါမယ်Okay ပထမဆုံးအနေနဲ့ကျွန်တော်တို့ setting တစ်ခုကတော့ချိန်ပြီးသွားပါပြီဒီလောက်နဲ့မပြီးသေးပါဘူးကျွန်တော်တို့နောက်အရေးကြီးတဲ့ setting တစ်ခုလည်းချိန်ဖို့လိုပါတယ်Okay ပထမဆုံး setting ကိုကျွန်တော်တို့ချိန်ပြီးတဲ့အတွက် home ခလုတ်ကိုတက်ချနေပြီးထွက်မယ် Okay ကျွန်တော်တို့ဒုတိယ trick setting အနေနဲ့ဒီ software ရှိဖို့လိုပါတယ်ဒီ software ကိုဘယ်ကနေဘယ်လို download လုပ်ရမလဲဆိုတော့ကျွန်တော်ဗီဒီယိုနောက်ဆုံးပြောပြပေးပါမယ် Okay ကျွန်တော်တို့ဒီ application ကို download လုပ်ပြီးရင်တက်ချက်လေးဝင်မယ် Okay software ကိုဝင်ပြီးကျွန်တော်တို့အပေါ်ဆုံးမှာ booster ဆိုတာလေးကိုတွေ့ရပါတယ်ကျွန်တော်တို့လုံးဝအဲ့ဒါလေးကိုမမေ့ဘဲနဲ့ဖွင့်ဖို့လိုပါတယ် Okay ကျွန်တော်တို့ booster လေးကိုတစ်ချက်လေးဖွင့်လိုက်မယ်Okay ပြီးရင်ကျွန်တော်တို့အပေါ်ဆုံးမှာ 125% 150% 175% ပြီးရင်ကျွန်တော်တို့ max ဆိုတာ၄ခုကိုတွေ့ရပါတယ်အဲ option ၄ခုကိုကျွန်တော်တို့တစ်ခါတည်းကြောသွားလို့မရပါဘူးတက်ဆင်းချင်းကြည့်တွေ့ရပါမယ် Okay ပထမဆုံးကျွန်တော်တို့ 125% ကိုနှိပ်မယ်ပြီးရင်ကျွန်တော်တို့ 150% ကိုနှိပ်မယ်ဒီနည်းလမ်းကဘယ်ဖုန်းမှာဆိုလို့လို့ရပါတယ် software ကနေလုပ်တဲ့အတွက်ဘယ်ဖုန်းမှာဆိုလို့လို့ရပါတယ် setting ကနေလည်းအတူတူပဲ additional setting ရှိရင်ဘယ်ဖုန်းမှာဆိုလို့လို့ရပါတယ်အင်္ဂါထဲအတက်နဲ့ဆက်ကြခြင်းဒီနည်းလမ်းကိုလုပ်လိုက်ပါ Okay ပြင်ကျွန်တော်တို့ 175% ကိုနှိပ်မယ် Okay နောက်ဆုံးအနေနဲ့ option လေးခုထဲမှာကျွန်တော်တို့အပေါ်ဆုံးမှာ max ဆိုတာလေးပဲကျင်ပါတယ် max ဆိုတာလေးကိုတစ်ချက်လေးနှိပ်မယ်Okay နောက်ဆုံးအရေးကြီးတဲ့ setting trick အနေနဲ့ကျွန်တော်တို့အောက်ဆုံးမှာရှိတဲ့ auto stat booster on device reboot ဆိုတာလေးကိုဖွင့်ရပါမယ်အဲ့ဒါလေးဖွင့်ပြီးကျွန်တော်တို့ okay သွားပြီ setting တွေအားလုံးကိုကျွန်တော်တို့ချိန်ပြီးသွားပါပြီ Okay ဒီ application ကိုကျွန်တော်တို့ဘယ်လို download လုပ်ရမလဲဆိုတော့ Play Store ကိုဝင်ပြီး Volume Plus Volume Booster Sound ဆိုပြီးမှရရှိပြီး download လုပ်လို့ရပါတယ်အဲ့ဆိုရင်မိတ်ဆွေတို့ဒီဗီဒီယိုကိုနားလည်မယ်လို့ထင်ပါတယ်ကျွန်တော်ရဲ့ဒီဗီဒီယိုကိုချိုင်းနေတဲ့ဆိုရင်လည်း YouTube channel လေးကို subscribe လေးလုပ်ပြီးမှအားပေးလို့ရပါတယ် Okay see you next video goodbye ညီကိုမိတ်ဆွေအားလုံးကိုကျေးဇူးတင်ပါတယ်